Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တဲက Higher Love Round Station နားမှာရှိတဲ့ Job Fair Night Market လေးကိုသွားဖြစ်ပါတယ်သူက Higher Love Round Station Exit 4ကနေထွက်ပြီးတော့မှ10မိနစ်လောက်တော့လမ်းလျှောက်ရပါတယ်ဒီမှာဆိုရင်တော့အစားအသောက်အစုံလင်ရှိသလိုဒီအဝတ်အစားနဲ့ပေါ့နော် accessory လေးတွေလည်းရောင်းပါတယ်အဲ့ဒီထဲမှာဖွင့်ထားတဲ့စားသောက်ဆိုင်လေးတွေကတော့လူကအရမ်းများလို့ပေါ့နော်ခုံရဖို့တော့မလွယ်ပါဘူးဒီအပြင်မှာထိုင်စားဖို့အတွက်ကခုံလေးတွေတော့နည်းနည်းပါးပါးရှိပေမဲ့လည်းမိုးရွာလာရင်တော့ဒီအပြင်မှာထိုင်စားဖို့တိတ်ပြီးတော့အဆင်မပြေပါဘူးနော်ဝါသနာပါတဲ့သူတွေအတွက်လည်းဓာတ်ပုံရိုက်ချင်စရာကောင်းတဲ့နေရာလေးလည်းရှိလို့မုတ်စာလိုက်ဓာတ်ပုံလေးရလဲပေါ့ရှင်။နိုင်မာကတ်ကိုသွားလိုက်မဲ့သူတွေအနေနဲ့မဖြစ်မနေထီးလေးတော့ဆောင်းသွားကြဖို့မှာကျင်ပါတယ်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။